ဒီနေ့မှာတော့ကျွန်တော်ခီးရပြန်လာပြီးရတော့ကျွန်တော်မော်နမိုင်းနဲ့အတူဖွင့်တာတိတ်မကြသေးတဲ့ coffee ဆိုင်လေးတစ်ဆိုင်ကိုကျွန်တော်ခေါ်သွားပေးချင်ပါတယ်မင်္ဂလာပါ main push like ကနေကြိုဆိုပါတယ်ဒီနေ့တော့တငန်းကျိုးမြို့နယ်ဝေးစင်တာလမ်းမပေါ်တူနာဘောလုံးကွင်းမျက်နှာချင်းဆိုင်အမျိုးသားဘောလုံးကလမီဝင်းထဲမှာရှိတဲ့ Arena Cafe ဆိုတဲ့ဆိုင်လေးကိုခေါ်သွားပေးချင်ပါတယ်ဒီဆိုင်လေးကအဖွင့်တာတစ်လကျော်ပဲရှိဦးမှာပေါ့နော်ဆိုင်ထဲဝင်လဲတာနဲ့အရင်ဆုံးသိထားမိတဲ့အချက်ကတော့ decoration ကိုအရင်ကြီးမလုပ်ထားဘူးဆိုတာပါပဲဒါပေမဲ့နေရာတိုင်းမှာ lighting ကောင်းကောင်းနဲ့ camera ရိုက်ချင်တဲ့လူတွေအတွက်နဲ့ကိုယ်ပိုက် feeling ကိုရိုက်ချင်တဲ့လူတွေအတွက်ကတော့တကယ်ကိုပဲအဆင်ပြေစေပါပါပြီးတော့ဒီဆိုင်ရဲ့ပေါ်စိုးတက်မှာဆိုရင်လေကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေပေါ်တိုင်းနဲ့တူ AC ချင်းအနားယူလို့လည်းရပါတယ်ဆိုင်ရဲ့စားသောက်မီနူးတွေမှာဆိုရင် Italy pasta တွေ beef steak နဲ့တခြား fast food snack တွေလည်းရရှိနိုင်ပါတယ်ဒါအပြင်ဒီဆိုင်မှာမနက်စောစောဒါစားမဲ့လူတွေတဲ့ breakfast menu ဖြစ်တင်းဆန်းအပြင်မုံရင်းကအုံနှုတ်ခေါက်ဆွဲထမင်းကျော်မန္တလေးမီးရှည်ပြည်ပလာတာနန်းကြီးတုပ်အပြင်အကျော်ဆုံးတွေကိုလည်းရရှိနိုင်ပါတယ်ဒါပြုံမှာ hot drinks cold drinks tea pots fresh juice smoothie barbecue tea နဲ့ dessert cake တွေကိုလည်းရရှိနိုင်ပါတယ်ဒါကတော့ကျွန်တော်တို့ရောက်တဲ့ချိန်မနက်စော10နာရီပဲရှိရတဲ့ကြောင့်ကျွန်တော်မနက်စာအနေနဲ့နန်းကြီးတုပ်မန္တလေးမီးရှည်ဂျပန်စတိုင်အကျော်ဆုံးဂင်ချီထမင်းကျော်နဲ့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ကာဘိုနာရာစပါဂက်တီတို့ကိုမစားဖြစ်ခဲ့ပါတယ်ဒီဆိုင်ရဲ့ကာဘိုနာရာစပါဂက်တီကတခြားဆိုင်တွေလို cheese ရတာအရမ်းမအီပဲနဲ့ခောက်ဆွဲရတာလည်းအရမ်းနူးညံ့ပြီးစားလို့ရမ်းကောင်းပါတယ်ပြီးတော့ဒီဆိုင်ရဲ့မနက်စာမီနူးဖြစ်တဲ့မန္တလေးမီးရှည်ကလည်းတကယ်လဲစားလို့ကောင်းပါတယ်ဒီအားလေးကတော့ကျွန်တော်တို့ဒါနောက်ဆုံးမှာခဲ့တဲ့ Thai community pot လေးပေါ့နော်ဒီအားလေးကအနံ့လေးကတော့အရန်မွေးပြီးတော့တောက်ရတာတော့အဆင်ပြေပါတယ်ဒီလိုနဲ့စားပြီးတောက်ပြီးကျွန်တော်မြန်မာလေးကအောက်မှာတော့ရိုက်ချင်နေဆိုလို့အောက်ဆင်းပြီးတပုံရိုက်ခဲ့ကြပါတယ်အဲ့နောက်မှာတော့ကျွန်တော်တို့မောင်နှမနှစ်ယောက်ဆိုင်ထဲကထွက်လာပြီးရိုက်ထားတဲ့တပုံတွေကိုကြည့်ဘာဖတ်ထည့်အောင်လဲစဉ်းစားကြပါတယ် Oh my god wow ဒီလိုနဲ့ဆိုင်ရဲ့ဘေးမှာရှိတဲ့မြက်ခဲတူဘလုံးတွေမှာကျွန်တော်တို့မောင်နှမတွေခဏတစ်ဖြုတ်လမ်းလျှောက်ပြီးစကားခဏပြောပြပါတယ်ပြီးတော့နေ့လည်ပဲလေရက်ပူလာတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေအိမ်ပြန်ဖို့ဆုံးဖြတ်ကြပါတယ်ဒီနေ့ရဲ့ vlog season လေးကတော့ဒီလောက်ပါပဲနောက် season တွေမှာလည်းကျွန်တော်ရဲ့ lifestyle တွေခီးသွွား season တွေနဲ့စားတောက်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါဦးเนาะအားလုံးကျေးဇူးတင်ပါတယ်